ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်တို့အတူတူဆွေးနွေးခဲ့တဲ့ခလုတ်၃ခုရဲ့ရှိုးဝက်ချက်ကိုမှတ်မိကြအောင်မဲ့ထင်ပါတယ်ဗျအတော့မလို့တဲ့ခလုတ်အပူကိုဖြုတ်ပစ်ပြီးအနှစ်သာရကိုပဲအမိအယဖမ်းဆုပ်ခဲ့တဲ့ဒီ Casio F91W နိုင်လေးဟာမွေးဖွားကစားကအခုလိုမျိုးလွယ်လွယ်ကူကူနဲ့တရဖူစောင်းခွင့်မရခဲ့ပါဘူးအနောက်တိုင်း fashion ရည်စည်းကြောင်းကသူ့ကိုခင်းနောက်ပြန်ဆွဲတဲ့ plastic အယုတ်လိုမျိုးကဲ့ရဲ့ခဲ့ကြသလိုနိုင်ဆိုင်ကြီးတွေကလည်းသူတို့ရဲ့ပြောင်လက်နေတဲ့မှန်ကောင်တာပေါ်မှာနေရာမပေးကျင်တော့အောင်နှိမ်ချခြင်းခံခဲ့ရပါတယ်ဒါဆိုရင်ဘာကြောညာမှလည်းမလုပ်ဆိုင်ကြီးတွေကလည်းအဖက်မလုပ်ခဲ့တဲ့ဒီနိုင်လေးဟာဘလို့ပါနဲ့တဲ့ view ဟော်တွေနဲ့ကမ္ဘာအယောင်ရအဆုံးနိုင်ဖြစ်လာခဲ့တာလေအဲ့ဒီအချိန်တုန်းကကဘာကြီးဟာလျှက်လက်အတောက်ပနေတဲ့ pop culture fashion အသစ်ဇန်းနေနဲ့ဝေဝေဆာဆာရှိနေခဲ့တာပါ digital နည်းပညာဆိုတာကလည်း1980ခေတ်ဦးတုန်းကလိုစမ်းသစ်မနေတော့ပဲလူတွေမျက်စိထဲမှာနည်းနည်းရိုးအီကျင်နေပြီဖြစ်ပါတယ်လူတွေကကိုယ့်ရဲ့လူမှုစီးပွားအဆင့်အတန်းကိုပြကျင်တဲ့အတွက်စတီးကိုတယ်ပြောင်ပြောင်လက်လက်နဲ့အလှဆင်ထားတဲ့နာရီတွေကိုပဲပြန်ပြီးမှန်ပေါ်လာကြပါတယ်အဲ့ဒီအချိန်မှာ Casio ကမဲမဲတဲတဲပလတ်စတစ်ကိုတယ်နဲ့ F91W ကိုဈေးကွက်ထဲထုတ်လိုက်တော့ fashion လောကရဲ့ထိပ်သီးတွေကနှာခေါင်းရှုံကြတာပေါ့ဒါဟာအဆင့်တန်းမရှိဘူးဈေးပေါ်လွန်းနဲ့ခင်းနောက်ပြန်ဆွဲတဲ့ကလေးကစားစရာပစ္စည်းပဲဆိုပြီးတစိမ့်ကက်ကဲ့ရဲ့ခဲ့ကြပါတယ်ပြဿနာကဒီမှာလည်းမပြီးသေးပါဘူးဖက်ရှင်သမားတွေနှာခေါင်းရှုံတာထက်ပိုဆိုးတာကဈေးကွက်ထဲကနာယီဆိုင်ကြီးတွေရဲ့ညင်းပယ်မှုပါစိန်ခမ်းနာယီဆိုင်ကြီးတွေမြို့လေကောင်ကစင်မြင့်အလှဆိုင်တွေကတော့အမြတ်အစွန်းမြတ်မြတ်ရမယ်တထုနာယီတွေဒါမှမဟုတ် Casio ရဲ့ပိုပြီးဈေးကြီးတဲ့ G-Shock လိုနာယီတွေကိုပဲရှေ့တန်းတင်ကောင်တာပေါ်တင်ကျင်ခဲ့တာပါဒေါ်လာ20ဝန်းကျင်ပဲရှိတဲ့ F91W လိုနာယီတစ်လုံးကိုသူတို့ရဲ့တန်ဖိုးရှိတဲ့မှန်ကောင်တာပေါ်မှာနေရာပေးဖို့စီးပွားရေးအရာတွက်ချေမကိုက်ဘူးပေါ့လေခိုင်းနိုင်ရရင်တော့ဆိုင်ကြီးတွေရဲ့စနစ်က F91W ကိုဘရင်တစ်ပါးရဲ့ခန်းနာတဲ့ပါတီပွဲတွေကိုကတုံးနဲ့အရက်ဝဲဝဲပြီးဝင်လာတဲ့တာမန်လူတစ်ယောက်လိုသဘောထားပြီးကောင်တာအောက်မှာပဲပစ်ထားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ Casio ကအရှုံးမပေးပါဘူး။သူတို့ဟာနိုင်ဆိုင်ကြီးတွေကိုလိုက်ပြီးအတနာခံမနေပဲလုံးဝကိုပါနဲ့တဲ့ view ဟာတစ်ခုကိုပြောင်းလဲအသုံးပြုခဲ့ပါတယ်။နိုင်ဆိုင်ကြီးတွေကကောင်တာပေါ်မတင်ချင်ဘူးလားရတယ်။ငါတို့လမ်းဘေးကုံစုံဆိုင်တွေဓာတ်ဆီဆိုင်တွေအဝေးပြေးလမ်းမကြီးဘေးကစတိုးဆိုင်ငယ်တွေမှာရောက်မယ်ဆိုပြီးတော့လမ်းကြောင်းလွှဲပစ်ခဲ့တာပါသူတို့ကဒီနာရီကိုအစစ်မြင့် fashion ပစ္စည်းအဖြစ်မရောင်းတော့ပဲဘက်ထရီခဲဒါမှမဟုတ်မီးကျစ်လိုမျိုးနေ့စဉ်သုံးကုန်ပစ္စည်းတစ်ခုအဖြစ်ပုံစံပြောင်းလိုက်ပါတယ်ဓာတ်ဆီဆိုင်တွေကားဂိတ်တွေစက်မှုစုံအနီးကဆိုင်ငယ်လေးတွေမှာဂက်ထူပြားလေးတွေနဲ့ချိတ်ပြီးတွဲလောင်းဆွဲရောင်းခဲ့တာပါဒီဗျူဟာကွက်တီဖြစ်သွားပါတယ်နိုင်ဆိုင်သွားဖို့အချိန်မရှိတဲ့အလုပ်သမားတွေစစ်သားတွေလက်လွတ်လက်စားလူဒန်းစားတွေဟာလမ်းကြုံရင်းနဲ့ဈေးတက်တက်တာနဲ့အလွယ်တကူဝယ်ပတ်ကြရာကနေလူတူအတွင်းထဲအထိအတန်တိတ်အမြင့်တွဲသွားခဲ့ပါတယ်။ Casio ကဒီနာရီအတွက် TV ကြော်ညာတွေကြီးကြီးမားမားမလုပ်ခဲ့ပါဘူး။ဒါပေမဲ့လူတူကြားထဲမှာဗဇက်ရာဇဝင်အချိန်ကလုံးဝတားမရအောင်တောင်းညံသွားခဲ့ပါပြီ။တယောက်ကဝယ်သုံးတယ်စောက်လို့ရေခွင်ထဲမှာဘေးလက်မြေတွေပေးရိုက်ခတ်မိလဲမပြတ်ဘူး။ရေထဲပြုတ်ကြလဲဘလို့မှမနေဘူး။ဘက်ထရီကလည်း10နှစ်လောက်ခံတယ်လို့တယောက်စကားတယောက်နာပြောရကနေတကဘာလုံးကိုပြန့်နှံ့သွားခဲ့တာပါ။အာယွန်နီဖြစ်စရာကောင်းတာကတော့စတင်ထွက်ရှိဂါဇာတုန်းကနှိမ်ချပြီးကောင်တာပေါ်မတင်ခဲ့တဲ့ဆိုင်ကြီးတွေဟာနှစ်ရက်ငယ်အကြာမှာတော့ဒီ F91W ကို Retro Classics ဆိုတဲ့နာမည်အလှတွေတက်ပြီးသူတို့ရဲ့ကောင်တာပေါ်မှာတခန့်တနာပြန်တင်ပေးခဲ့ရတဲ့အထိကဘာကြီးကိုဒူးထောက်စေခဲ့တာဖြစ်ပါတယ်ခင်ဗျာ Casio F91W ရဲ့တမိုင်းကြောင်းကကျွန်တော်တို့ရဲ့နေ့စဉ်လူမှုဘဝတွေအတွက်အလွန်တန်ဖိုးရှိတဲ့သင်ခန်းစာတစ်ခုကိုပေးနေပါတယ်ကျွန်တော်တို့ဟာလူတွေရဲ့အထင်ကြီးမှုကိုရဖို့အတွက်ဆိုင်ကြီးတွေရဲ့ကောင်တာတွေလိုမျိုးအခွင့်ထူးခံနေရာတွေမှာနေရာလူပြီးအတိမတ်ပြုခံရဖို့လိုက်တောင်းခံနေစေရမလိုပါဘူးကိုယ့်ရဲ့အရေးသွေးကလက်တွေ့ကြကြထိရောက်နေဖို့နဲ့လူတို့အတွက်တကယ်အသုံးဝင်နေဖို့ပဲလိုအပ်တာပါလောကရန်ရဲ့ညင်းပယ်မှုကိုခံရတဲ့အခါလမ်းဟောင်းအတိုင်းဇွတ်တိုးပြီးစိတ်ပြတ်မနေပဲ Casio လိုကုတံဘိုးကိုအမှန်တကယ်အတိမတ်ပြုမဲ့နေရာအသစ်ဈေးကွက်အသစ်စီရဲရဲဝံ့ဝံ့လမ်းကြောင်းလွှဲနိုင်ဖို့ပဲလိုအပ်ပါတယ်ကျွန်တော်တို့ဘဝတွေမှာလည်းဒီလိုအောက်ခြေကနေဒဏ္ဍာရီဖြစ်လာအောင်စ조사နေရတဲ့အခိုက်အတန့်တွေရှိဘူးကြမှာပါသင်ရောလောကရန်ရဲ့ညင်းပယ်မှုကိုခံရတဲ့အခါဘလို့ပါနဲ့တဲ့ viewer တွေနဲ့ကြော်ဖြတ်ခဲ့ဘူးလဲ comment မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးဒါနဲ့အခုလိုလမ်းဘေးဆိုင်တွေကနေကဘာကြီးကိုသိမ်းပိုက်ခဲ့တဲ့ Casio F91W ဟာနောက်ပိုင်းမှာတော့ကဘာထိပ်သီးစစ်ဘက်ဆိုင်ရာထောက်လန်းရေးတွေနဲ့အကြမ်းဖက်အဖွဲ့အစည်းတွေအထိပါမလွဲမသွေသုံးဆွဲရတဲ့အထိအစွန်းရောက်ချို့ဝှက်စမ်းကြဲတဲ့အလှည့်အပြောင်းတွေရှိလာခဲ့ပြန်ပါသေးတယ်တကယ်စိတ်မြင့်နေတဲ့ကF91W ရဲ့အမောင်ဖုံးနေတဲ့တပိုင်းဝင်အကြောင်းတွေကိုတော့ကျွန်တော်တို့ရဲ့နောက်ထပ်ဗီဒီယိုမှာအသေးစိတ်တင်ဆက်ပေးသွားမှာမလို့ channel ကို subscribe follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ဦးခင်ဗျာ